မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ဒီဘက် UFC Final ဘာကူမှာလောက်ကြမဲ့ပွဲစဉ်တွေကပရိသတ်စိတ်ဝင်စားလောက်မဲ့ပွဲတွေအကြောင်းနဲ့နောက်ပြီးတော့ဒီ Flyweight တန်းရဲ့မြန်မာပရိသတ်တွေစိတ်ဝင်စားမှုမြင့်နိုင်တဲ့ပွဲတစ်ပွဲအကြောင်းကိုဒီဗီဒီယိုမှာပြောတော့မှာဖြစ်ပါတယ်အားလုံးရတဲ့ဒီပွဲစဉ်ကဒီအဇာဘိုင်ဂျန်နိုင်ငံမှာ UFC ကဒုတိယအကြိမ်ဖြစ်လာပြီးတော့ဒီပွဲကိုလာစီစဉ်တာပထမအကြိမ်မှာတော့လည်းတော့ Rafael Fiziev ကိုပဲခေါင်းပွဲဖြစ်ထားပြီးတော့ကျင်းပခဲ့ကြတာဒီခါပွဲရဲ့ခေါင်းပွဲမှာကလည်း Rafael Fiziev လို fighter နဲ့ဒီလူငယ် fighter Manuel Torres လိုမျိုး fighter ကိုတည်ပြီးထားတယ်စိတ်ဝင်စားရဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ကြဖို့တောင်းဆိုချင်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုစကြရအောင်ပါခေါင်းပွဲမှာတော့ Rafael Fiziev နဲ့ Manuel Torres တို့ရဲ့ပွဲရှိနေတာဖြစ်ပါတယ် Rafael Fiziev ကအားလုံးသိရတယ်တစ်ချိန်လုံးက Future Champion ဆိုပြီးတော့အားလုံးကဝိုင်းသမုတ်ရတဲ့ဒီ Lightweight တန်းမှာအလားအလာကောင်းခဲ့တဲ့ fighter ပေါ့ Lightweight တန်းမှာဒီအခွင့်အရေးကောင်းတွေလည်းအများကြီးရခဲ့တယ်နောက်ဆုံးပွဲမှာလည်းဒီ Charles Oliveira လို fighter မျိုးနဲ့ပွဲတည်ဖို့ကြိုးစားခဲ့မယ်လို့အဲ့ပွဲကအထမမြောက်ခဲ့ဘူးပွဲပြတ်ခဲ့တယ်ပေါ့သူရဲ့ဒူးတန်ရာအကြောင်းပဲလို့ပြောပါတယ်ဒီ ACLTR ဒဏ်ရာကိုရပြီးတဲ့နောက်ပိုင်း Rafael Fiziev ကတော်တော်လေးပုံပြတ်သွားတယ်နောက်ဆုံး9ဝဲမှာဆိုရင်4ဝဲထိရှုံးတဲ့စံချိန်ဇိုးမျိုးတင်သွားတယ်သူ့ရဲ့ကစားသမားဘဝအတွက်အတော်လေးဆိုးဝါးတဲ့အချိန်တွေကိုရင်ဆိုင်နေရတဲ့ fighter အခုချိန်မှာသူ့ရဲ့အကောင်းဆုံးပုံစံတွေပြန်ရဖို့ပြန်ပြီးတော့စူးစီးနေတဲ့အချိန်လို့ပြောရမယ် fighter တယောက်ဖြစ်ပါတယ်ပုံမှန်လင်းပြောရတော့ Fiziev ကတစ်ချိန်လုံးကဒီ Justin Gaethje လို fighter မျိုးတွေနဲ့တည်ပြီးတဲ့အထိ lightweight တန်းမှာလားလာကောင်းခဲ့ဘူးတဲ့ fighter ပါဒါပေမဲ့ Justin Gaethje ကိုလည်းသူနှစ်ချိန်လုံးရှုံးခဲ့တာဖြစ်ပါတယ်အဲ့တော့ဘာပဲပြောတော့ Fiziev အတွက်ဒီပွဲစဉ်ကသူ့ရဲ့အိမ်ကွန်းပရိသတ်တွေရှိမှာသူ့ရဲ့ momentum ကိုပြန်ပြီးတော့ချပြရမယ်အချိန်လိုပဲကျွန်တော်တော့သုံးသပ်မိတယ်။တိုင်ဘက်က Manuel Torres ဆိုတဲ့ fighter သူ့ဘဝမှာနိုင်ရှုံဒုတိယအကြီးကိုမရောက်ဘူးဆိုတဲ့ fighter ပါ။ Lightweight တန်းမှာပြန်ပွဲကစားခြင်းအနည်းဆုံး fighter တွေကတယောက်လို့ပြောရင်လည်းမမှားဘူး။ပွဲတိုင်းကိုအလဲထိုးနိုင်တယ်။ကောင်တာကအတော်လေးတိကျပြီးတော့ဒီလက်သီးပါဝါတော်ပြင်းတဲ့ကစားသမားတွေထဲမှာပါတယ်။ UFC ကိုရောက်ခရေကတပွဲပဲရှုံးနေတယ်18ပွဲနိုင်3ပွဲရှုံး record နဲ့ fighter UFC မှာတပွဲရှုံးတဲ့ပွဲမှာလည်းဒုတိယအချီတွန်းမှာပဲလဲထိုးခံခဲ့ရတာ။အဲ့မှာကောင်တာပြန်မိပြီးတော့လဲထိုးခံခဲ့ရတဲ့ပုံစံမျိုးအဲ့တော့ပြောရရင်ဒီ Manuel Torres ရဲ့ကစားဟန်ကပုံမှန်လင်းပြောရင်သူမလဲကိုမလဲထိုးရတာကြိုက်တဲ့ပုံစံမျိုးပြန်ဘက်ကိုကောင်တာနဲ့လှပဆုံးတက်နိုင်တဲ့ fighter မျိုးပါဒါပေမဲ့ Fiziev ကလည်းတစ်ချိန်တုန်းကတော့အရန်ကောင်းခဲ့တဲ့ fighter lightweight တန်းမှာကစားပုံအရန်ကောင်းတယ်လို့ဒီနောက်ပိုင်းမှာ champion ကပတ်နာကိုရောက်နိုင်တယ်ဆိုပြီးတော့ပရိသတ်အားလုံးဝိုင်းထင်ကြီးပေးရတဲ့ဒီအလားအလာကောင်းခဲ့တဲ့ fighter ဒါပေမဲ့နောက်ဆုံးဒီပြီးခဲ့တဲ့နှစ်ကာလတွေတုန်းမှာကလေးကဒီ ACLTR လို့ဒဏ်ရာမျိုးရတယ်အဲ့ဒီဒဏ်ရာရပြီးတဲ့နောက်ပိုင်းပွဲတွေပုံမှန်မကစားနိုင်တော့ဘူးဒီသဘောတူညီမှုရပြီးသားပွဲတွေကိုပြန်ပြီးတော့ဖျက်ပြရတယ်အဲ့ဒီအနေအထားမျိုးတွေရှိလာတယ်အဲ့တော့ပုံမှန်လင်းပြောရရင် Rafael Fiziev အတွက်ကဒီတစ်ခေါက်အိမ်ဝင်သူ့ရဲ့ဘာကူမာထိုးမဲ့ပွဲမှာတော့ပုံစံကောင်းတွေကိုပြန်ပြီးတော့ချပြနိုင်မှုပရိသတ်တွေကမျှော်လင့်နေကြတယ် UFC ဘက်ကလည်းသူ့ကိုအားပြုပြီးတော့အဲ့ဒီနိုင်ငံမှာအဇာဘိုင်ဂျန်မှာနောက်တစ်ခေါက်ပွဲလာကျင်းပတာဖြစ်တယ်ဒီ fighter ကိုနိုင်စေချင်နေမယ်ဒါပေမဲ့ဘာပဲပြောဒီပွဲကပွဲချမ်းတဲ့ပွဲဖြစ်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ fighter တယောက်ကဒဏ်ရာတွေကနေပြန်ပြီးတော့ရုံးထွက်ပြီးတော့အကောင်းဆုံးပုံစံတွေပြဖို့ကြိုးစားနေတဲ့ fighter နောက်တစ်ယောက်ကဘယ်တော့မှနောက်ဆုံးအချီကိုမရောက်ခဲ့ဘူးတဲ့ fighter ပွဲကလည်း9ကြီးပွဲဖြစ်မှာဆိုတော့စိတ်ဝင်စားတာတော်တော်ကောင်းတဲ့ပွဲလို့မြင်ပါတယ်နောက်တော့မြန်မာပရိသတ်တွေစိတ်ဝင်စားမယ့်ပွဲစဉ်တစ်ခုပြောကြရအောင်ပါဒါကတော့ UFC ရဲ့ Flyweight တန်းကပွဲစဉ်ပါ Flyweight တန်းမှာဒီ George Foreman ကိုနိုင်ရခဲ့မှုတဲ့ fighter ကတယောက်ပဲရှိတယ်အဲ့ဒါကချားဂျွန်ဆန်ပါဒီတစ်ခေါက်ပွဲမှာချားဂျွန်ဆန်ပြန်ပြီးတော့ပါလာပြီအားလုံးဒီအတိုင်းချားဂျွန်ဆန်ရဲ့ record က16ပွဲနိုင်10ပွဲရှုံးဆိုတဲ့ရလက်ပါပွဲတွေကိုနိုင်တယ်လဲရှုံးတယ်လဲအမြဲတမ်းဖြစ်နေတဲ့ fighter George Foreman လို fighter မျိုးကိုအလဲထိုးတယ်နောက်ပြီးတော့ Lona Cabanas ကိုလည်းလဲထိုးတယ် UFC Flyweight တန်းမှာ ranking မြင်ပိုင်းက fighter တွေကိုအနိုင်ရအောင်ဆော့ခဲ့မှုတဲ့ fighter တွေကတယောက်လို့ပြောရင်လည်းမမှားပါဘူးအဲ့တော့ပုံမှန်လင်းပြောရင်ချားဂျွန်ဆန်ကပွဲတွေကိုမကြလက်ခံလေးရှိတယ်လို့ပြောရမှာနောက်ဆုံးပွဲမှာလည်း Alex Pratt ကိုလက်ခံပြီးတော့ပွဲထိုးတယ်အဲ့ဒီပွဲမှာတော့ Alex Pratt အလဲထိုးတာကိုသူခံလိုက်ရတယ်အဲ့တော့သူ့ရဲ့ momentum ကပြန်ကျသွားတယ် ranking ကနံပါတ်15လား14လားကိုပြန်ရောက်သွားတယ်အဲ့ဒီ ranking နဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုမှာတော့အတိအကျပြောလို့ရမှာမဟုတ်ဘူး။ဘာကြောင့်လဲဆိုတော့ UFC ကဒီ AI ကိုသုံးပြီးတော့သူရဲ့ ranking စနစ်တွေကိုအပြောင်းလဲလုပ်တဲ့အခါကျတော့ ranking စနစ်ကအပြောင်းလဲအများကြီးဖြစ်တယ်။အဲ့ဒီအပြောင်းလဲအများကြီးဖြစ်တဲ့အနေအထားမှာကျွန်တော်တို့ကဒီ ranking ကဘယ်ဟာအမှန်မှာဆိုတဲ့ကိစ္စမျိုးကိုလက်ရှိချင်းဒီအတည်ပြုလို့အရင်ကြီးမလွယ်တဲ့အနေအထားလို့ပြောရမှာ။သူနဲ့တွေ့တဲ့ fighter က Asu Amaba ရဲ့အဲ့ fighter က ranking နံပါတ်9လောက်မှာရှိတဲ့ fighter ဖြစ်နေမယ်။ Asu Amaba ရဲ့ကပုံမှန်လင်းပြောရင် ground အားတန်တဲ့ fighter ground game မှာပြန်ဘက်ကို submission လုပ်နေတဲ့အစွမ်းစာမျိုးချပြတာရှိတယ်။ချားကျန်တဲ့ရှုံးထားပါတယ်အလဲထိုးခံထားရပါတယ်ဆိုတော့ Alex Pratt ကို submission နဲ့အနိုင်ယူထားတယ်။အဲ့တော့ဘာပဲပြောအဆုအမဘာရဲ့ကဒီ weight တန်းမှာတော့လားလာကောင်းတဲ့ fighter တွေကတယောက်လို့ပြောရင်လည်းမမှားဘူး။ပြီးတော့ ground သမားဖြစ်နေတယ် UFC မှာ ground သမားတွေကဒီလောက်အစင်တန်းမြင့်ကိုရောက်လာပြီဆိုရင်အရင်ကြီးညံ့တဲ့ KL မပါတော့လို့ပြောရမှာ။အဲ့တော့ပုံမှန်လင်းပြောရင်ဒီပွဲစဉ်က ranking မြင့်ပိုင်းကိုဘယ်သူကပို့ပြီးတော့တက်လာမလဲဆိုတဲ့အနေအထားကိုဆုံးဖြတ်ရမယ့်ပွဲလို့ပြောရအောင်ပါအားလုံးဒီတဲ့ချားဂျွန်ဆန်ကဂျော်ရှ်ကိုပြီးခဲ့တဲ့တစ်ခေါက်မှာတော့ကလည်းလေတိုက်ခေဂျော်ရှ်ကိုဒီတစ်ခေါက်ချန်ပီယံကပဲလူပွဲမှာပြန်တွေ့ရင်သူ့အနေနဲ့လဲထိုးပြနိုင်တယ်ဆိုတဲ့အကြောင်းတွေချားဂျွန်ဆန်ကတော့6ဆိုသူပြောလာတယ်
ကျော်ချော်ပန်ကလည်းပြီးခဲ့တဲ့တစ်ခါ LS Spread လဲထွဲတော့သူပြန်ပြီးတော့လေးတက်တာရှိတယ်ချန်ပီယံကဘက်နဲ့ဝေးပါပြီကွာဆိုတဲ့ပုံစံမျိုးလေးတက်တာရှိတယ်ဒါပေမဲ့ကျော်ချော်ပန်ရဲ့ level ကတော့မဟုတ်သေးပါဘူးဒါပေမဲ့ဘာပဲပြော UFC မှာတော့ကျော်ချော်ပန်ကိုချားပါအနိုင်ရဘူးတဲ့ fighter တွေကတယောက်လို့ပြောရင်လည်းမမှားဘူးအဲ့တော့ဒီပွဲကမြန်မာပြည်သက်တွေနဲ့စိတ်ဝင်စားမယ်ဆိုရင်စောင့်ကြည့်တဲ့ပွဲလို့မြင်တယ်ဒီ UFC Final ဘာခုမှာကလည်းတခြားတော့ဒီရှာလာဘူးလို့လို fighter မျိုးတွေလည်းပါနေတယ်ဒါပေမဲ့ချားကျွန်းစံရဲ့ပွဲကတော့မြန်မာပြည်သက်တွေစိတ်ဝင်စားမှုအများဆုံးဖြစ်လိမ့်မယ်နောက်တစ်ချက်ကဒီပွဲကျင်းပမယ်အချိန်ကြောင်းမှာဒီပွဲကအားလုံးဒီတိုင်းခါတိုင်းပွဲတွေလို့ဒီအမေရိကမှာကျင်းပတာမဟုတ်ဘူး Meta Apex Arena မှာကျင်းပတာမဟုတ်တဲ့အတွက်ဒီဘာကူဖြစ်တဲ့အချိန်တွေကကျွန်တော်တို့မြန်မာနဲ့အရင်အချိန်နဲ့တိတ်ပြီးတော့တူမှာမဟုတ်ဘူးဒီခေါက်ပွဲတွေကိုကျွန်တော်တို့ညပိုင်း9နာရီလောက်ကစပြီးတော့ကြည့်ရမယ်စနေညပိုင်းပေါ့တနင်္ဂနွေမနေ့မှကြည့်ရင်တော့ဒီပွဲတွေမိမှာမဟုတ်ဘူးစနေညပိုင်းလောက်ကစကြည့်ရမယ်ပွဲတွေဆိုတော့ပြည်သက်တွေနဲ့စိတ်ဝင်စားမယ်ဆိုရင်ကြည့်ရတာလည်းတကယ်အချိန်ကောင်းဖြစ်လိမ့်မယ်အားလုံးဒီတိုင်းဒီခေါက်ပွဲမှာကချားကျွန်းဆန်အနိုင်ရဖို့တော်တော်အရေးကြီးတယ်။ဒါကြောင့်လဲဆိုတော့ ranking ထဲမှာကအားလုံးဒီတိုင်း UFC ကဒီ Meta Apex Meta AI ရဲ့အကူအညီနဲ့ ranking တွေကိုအပြောင်းလဲဆက်လိုက်ဆိုလို့လုပ်နေကြ။ Kevin Borash က ranking နံပါတ်10ထိခုန်တက်ပလိုက်တယ်။ဝဲထဲနိုင်ပြီးတော့အဲ့တော့ဘယ်လိုပဲပြောချားကျွန်းဆန်နေတဲ့ဒီ ranking ထဲမှာသူကအချားဆုံးမှာနေရတာဆိုတော့ဒီတစ်ခေါက်ရှုံးရင် ranking ထဲကထွက်သွားဖို့ရခိုင်တော့တော်တော်များတယ်လို့မြင်တယ်။အဲ့တော့ဂျော်ဂျော်ဘန်ရဲ့ပြိုင်ဘက်လည်းဖြစ်ခဲ့ဘူးတယ်။ဂျော်ဂျော်ဘန်ကိုလည်းပြန်ပြီးတော့လေးတိုက်နေတဲ့ fighter ဆိုတော့ ranking ထဲမှာဆက်ပြီးတော့နေရာယူနိုင်သေးခြင်းနဲ့ပြန်မြင်နေတယ်ဒါမှလည်း UFC Flyweight တန်းကပို့ပြီးတော့ညိုင်မယ်ပေါ့နော်ချားချန်ဆန်ကအားလုံးကြီးတဲ့ကစားဟန်ကနည်းတော့ဆန်းတယ်အလဲတို့ပါပါများတယ်အဘခတ်တွေကောင်းတယ်ကျော်ချော်ပန်ကိုလည်းအဲ့အဘခတ်နဲ့အလဲထိုးခဲ့တာပေါ့နော်ပြီးတော့ဒီရှေ့မှာလည်းလုံနာခါဘာနက်ကိုလည်းအဲ့ပုံစံမျိုးလဲထိုးခဲ့တာရှိတယ်ဘာပဲပြောသူ့တက်တီကပါဝါများတယ်မထင်တယ်လို့တော့နိုင်တတ်တယ်ဒါပေမဲ့ချားချန်ဆန်ကအားလုံးကျွန်တော်ရှေ့ရဗီဒီယိုမှာတစ်ခါပြောခဲ့ဘူးလေနိုင်လိုက်ရှုံးလိုက်ဖြစ်နေတာ record ကအမြဲတမ်းမငြိမ်တဲ့ဖိုက်တာအဲ့တော့ဒီတစ်ခါပွဲမှာဘယ်လိုဖြစ်လာမလဲတော့စောင့်ကြည့်အောင်မယ်နောက်တစ်ချက်ကဒီညတောက်ကြမှာဒီ One Friday Fight ရဲ့စိတ်ဝင်စားစရာကောင်းတဲ့ပွဲတွေအများကြီးရှိနေရတယ်အားလုံးသိကြမှာပါဒီတစ်ခေါက်ပွဲကိုလည်းစောင့်ကြည့်ရမယ်လို့မြင်တယ်ခေါင်းပွဲမှာရှိတဲ့ဆာလူလာနဲ့အီမန်ကာဆာလူလာအီမန်ကာဂါလီရဲ့နဲ့ပြိုင်ဘက်ဟိုဒီခေါ်တော့ဘူးနိုင်မလဲဆိုတာလည်းတကယ်စိတ်ဝင်စားစရာကောင်းတဲ့ပွဲလို့မြင်ပါတယ်နောက်တစ်ခုက Stanford ရဲ့ပွဲလည်းပါနေတယ်နောင်နဲ့ခွန်တရာနီတို့ရဲ့ပွဲလည်းပါနေတယ်ဘာပဲပြောဒီ One Friday Fight ကလည်းစိတ်ဝင်စားစရာကောင်းတဲ့ပွဲပါနောက်ချက်မှာလည်း UFC Fight Night ပွဲစဉ်တွေကိုကြည့်ရမှာဆိုတော့စိတ်ဝင်စားစရာကောင်းတဲ့ပွဲတွေအများကြီးကိုဒီတစ်ပတ်ထဲမှာကြည့်ရဖို့ရှိတယ်လို့မြင်ပါတယ်ဒီခေါက်ဗီဒီယိုနဲ့ပတ်သက်ပြီးတော့ဒီချားကျွန်းဆန်ရဲ့ပွဲပေါ်အမြင်တွေကိုလည်းဆွေးနွေးကြလို့ရပါတယ် channel လေးကိုလည်း subscribe လုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်ကျေးဇူးပါနောက်နေ့မှတွေ့ရအောင်